အန်ဖီကကြိုးကြတောင်ပံခတ်တန်တွေဟာချိုတာမလားမင်္ဂလာပါခင်ဗျာ Nice Choice Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညအတွက်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ည7:00 နာရီချိန်မှာရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်တစ်ပွဲဖြစ်တဲ့လီဗာပူးနဲ့မန်စီးတီးတို့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီပွဲစဉ်မှာတော့အိမ်ရှင်လီဗာပူးအနေနဲ့တရေ40ရှုံးဈေးကြောပေးထားပြီးဂိုးပေါင်းကိုတော့3လုံး30ရှုံးဖွင့်လှစ်ပေးထားပါတယ်ဗျမနစ်ကချန်ပီယံဟာဒီယာတီမှာတော့ခြေစွမ်းတည်ငြိမ်ဖို့ရုန်းကန်နေရတာတွေ့ရမှာဖြစ်ပြီးလိမ့်နောက်ဆုံး6ပွဲမှာလည်းတပွဲသာအနိုင်ရထားတာတွေ့ရပြီးမနစ်ကနဲ့ရှင်ရင်ခြေစွမ်းပိုင်းအနှဲငယ်ကျဆင်းနေပါတယ်တစ်ဖက်ကဧည့်သည်မန်စီးတီးအနေနဲ့လည်းပဲလီဗာပူးနဲ့ထပ်တူလိဂ်နောက်ဆုံး6ပွဲမှာတပွဲသာအနိုင်ရထားခဲ့ပြီးအဓိကကစားသမားအချို့လည်းဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ဒီပွဲစဉ်ဟာလက်ရှိခြေစွမ်းခြင်းလဲတိတ်မကွာတဲ့ဒီနှစ်သင်းရဲ့လက်ရှိအနေအထားတွေကြောင့်လည်းအကျိတ်အနယ်ရှိလာမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ဒါကြောင့်လက်ရှိမှာအိမ်ရှင်လီဗာပူးတို့ပေးထားတဲ့တရေ40ရှုံးဈေးတန်းဟာတင်းတင်းမြတ်တယ်လို့ကောက်ချက်ချချင်ပါတယ်ဒါကြောင့်ဒီပွဲမှာဖြစ်နိုင်တဲ့အခြေအနေတွေပေါ့မူတည်ပြီးတော့ကျွန်တော်တို့အနေနဲ့ရွေးချယ်ထားလို့ရပါတယ်ဒီနေရာမှာကျွန်တော်အနေနဲ့တော့ပထမအကြော့မှာရှုံးနိမ့်ထားပေမဲ့ဒီပွဲမှာတော့အိမ်ရှင်လီဗာပူးကိုပဲအပြေအဝရွေးချယ်ထားခြင်းပါတယ်ဘာကြောင့်လဲဆိုရင်လက်ရှိနှစ်သင်းစလုံးမှာဒဏ်ရာပြဿနာတွေရှိနေတဲ့ဆိုပေမဲ့မန်စီးတီးရဲ့အဓိကကစားသမားအချို့မကစားနိုင်တဲ့အချက်အကြော့မှာရှုံးနိမ့်ထားပေမဲ့အန်ဖီမှာတော့မန်စီးတီးကိုအသာစီးရယူထားနိုင်တဲ့အစဉ်အလာတွေရဲ့ဒီပွဲစဉ်ရဲ့မူလတဲ့ဈေးမှာမန်စီးတီးဘက်ကနေတရေ30ရှုံးပေးထားရကနေလက်ရှိမှာလီဗာပူးဘက်ကိုကြေးကောင်းပြောင်းလာတဲ့အချက်ရဲ့စတဲ့အချက်လက်တွေကြောင့်ကျွန်တော်အနေနဲ့ဒီပွဲစဉ်မှာတော့အိမ်ရှင်ပရိသတ်ရှိမောက်မှာလီဗာပူးတို့အနိုင်မရခဲ့ရင်တော့အနှိမ့်ဆုံးတရေတမတ်တော့ကျင်းတီပေါက်ရယူနိုင်လိမ့်မယ်လို့ယုံကြည်ရင်းအန်ဖီကကြိုးကြတောင်ပံခတ်တန်တွေနောက်ကိုအတူလိုက်ပါစီးမျောလိုက်ချင်ပါတယ်ဗျမိတ်ဆွေတို့အနေနဲ့တခြားရွေးချယ်မှုတွေကိုတော့ Telegram Channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ် Telegram link ကိုတော့အောက်က description နဲ့ comment မှာထည့်ပေးထားပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ